is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitted from shortwave 16 meter, 17.79 megahertz at 8:30 a.m. and 25 meter, 11.94 megahertz at 8:30 p.m. Myanmar Standard Time. မြို့သားမျိုးနွယ်တွေအစိုးရရဲ့အတန်လွတ်ဌာန Radio NUG ကိုမနက်ပိုင်း7 နာရီခွဲမှာလိုင်းတူ6မီတာ19.9 MHz နဲ့ညပိုင်း7 နာရီခွဲမှာလိုင်းတူ25မီတာ17.9 MHz မှာဇိုင်းရိုက်ချမ်းယူနောက်ဆက်ပါအပေါင်းလေးတွေ့နေအခုချိန်မှာဘာရတဲ့အတန်ပြန်နေပါလဲenergy ကိုနာတော့တာစနေကြရဲ့ပြတ်ပေါင်းနေမြန်မာနိုင်ငံမှာအားလုံးတဘာဝပြီးစစ်အာဏာရှင်ပြည်သူကနေကင်းဝေးပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာလို့ကင်းကင်းလုံးစုံကြပါစေလို့ဒီလို energy မှာတော့ဒါတွေကစတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်။မင်္ဂလာမနက်ခင်းပါရှင်။ဒီကနေ့2025ခုနှစ်မေလ22ရက်နေ့မနက်ခင်း Radio NUG အစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်။ပထမဆုံးအနေနဲ့ energy စီးတဲ့ကောင်းဆောင်ချက်ကိုဘာလို့မှအားစားတင်ပြပေးတော့မှာဖြစ်ပါလိမ့်ရှင်။မင်္ဂလာပါခင်ဗျာ။ Radio NUG ရဲ့မနက်ခင်းစေးတဲ့ကောက်နှုတ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ຫນွေဦးမို့ပါခင်ဗျာ။ကမ်ဘလူးရှိကျေးရွာများကိုစစ်တပ်ကလေရင်ဖြစ်ဘုံတီ39လုံးကျဲချပြည်သူတို့တေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ဒီနေ့ဆက်တဲ့နေ့မွန်လယ်7နာရီမှ10နာရီအထိကမ်ဘလူးမြို့နယ်ချက်သေးတိုက်နယ်တွေကိုတောင်ပေါ်တိုက်နယ်အတွင်းရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်က112လေဖြစ်ဘုံတီ39လုံးနဲ့ကျဲချတက်ခတ်ချက်ကြောင့်ဒါကသတင်းများအရာသိရပါတယ်။ဒီတော့တက်ခတ်မှုအတွင်းပေါင်းစိန်ကုန်းရွာမှာဥမိုင်းနဲ့အသက်30ခန့်အရွယ်အမျိုးသားတဦးတို့ပွဲချင်းပြီးတည်ဆုံပြီးတေတောရွာမှာဒေါ်စီပုလည်းပြင်းထန်တရားရရှိခဲ့တယ်လို့သိရပါတယ်။ထို့ပြင်ကမ်ဘလူးမြို့နယ်ကိုတောင်ပေါ်တိုက်နယ်အတွင်းရှိတေတောရွာကိုလည်းချက်သိန်းရွာနဲ့ကိုတောင်ပေါ်မှာအင်အား200ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းများစစ်ကြောင်းထိုးဝင်ရောက်လာပြီးကျေးရွာနေပြည်သူများကိုတိုင်းလံဖမ်းဆီးခြင်းကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာ။ရေဟောင်နဲ့ဖယင်းကုန်းရွာ